ဒါက A နဲ့ P နဲ့တွဲမယ်စကားလုံးလေးတွေပဲဖြစ်ပါတယ် A P ကို up ဒါဆိုရင်ဒီမှာဆိုလို့ရှိရင် C ကခက် A P က up ဒါဆိုရင် up cap တတမီမီတို့ခေါင်းမှာဆောင်းထားတယ်ဟောဒီလိုခြာထိုးအုတ်ထုပ်ကလေးတွေကို cut အဲ့လိုခေါ်ပါတယ်အာကြီးက up gap gap ဆိုတာကတော့ဂျားပေါ့နော်ဂျားအခြားတစ်ခုနဲ့အခြားတစ်ခုရဲ့အလဲကောင်ကဟာပေါ့ဂျားဒါဆိုရင်ဒီမှာဆိုရင် up gap ဒါဆို A ကဒီနှစ်ခုရဲ့ဂျားမှာပေါ့နော်ဒီလိုဂျားကို gap လို့ခေါ်ပါတယ်ဒီဘက်ကကြတော့ M ကmat ဒါကတော့မြေပုံပေါ့နော်မြန်မာနိုင်ငံမြေပုံအပါအဝင်ဒီကမ္ဘာလုံးဝမြေပုံတွေကို map လို့ခေါ်ပါတယ်ဒီဘက်ကကြတော့ N ကAP က up nap အိတ်တာပေါ့နော်အကြိုင်းမဟုတ်ခဏလေးအိတ်ပြီးတော့လန့်နိုးတာပေါ့နော်အားမျိုးကိုခဏအိတ်တာပေါ့အဲ့လိုခေါ်တယ်ပေါ့နော်ဒါဆိုရင် R က up leftဒီ left ဆိုတာကမအေးတွေရဲ့ပေါင်ပေါ်မှာတတမီမီလေးတွေကိုထိုင်ခိုင်းတာ left เนาะလက်ကလေးတင်ထားလဲဆိုတော့ left ဒါပေါင်ပေါ်မှာတင်ထားတဲ့ဟာကို left ခေါ်တယ်ပေါ့နော်ဒါကြတော့ T က tear up tapဒီ tear up tap ကတော့ဒါကတော့ရေပိုက်ခေါင်းပေါ့နော်တတတို့မိမိတို့အိမ်နေမှာလည်းရှိတယ်လက်ဆေးတဲ့နေရာတွေပကံဆေးတဲ့နေရာမှာသုံးတယ်ရေတဲ့နေရာမှာသုံးတယ်ရေပိုက်ခေါင်းလေးကို tap လို့ခေါ်ပါတယ် red roll up red ဆိုတာကတော့ဒါစကားတွေကိုမြန်တရှင်းအဖြစ်ပြောင်းလဲပြီးတော့ရွတ်တာကို red လို့ခေါ်ပါတယ်